ဒီမှာခိုင်တို့လဲငါ့လိုပုံစံ4000ဖြစ်သွားပြီဘာဖြစ်ကုန်ကြရတော့ ကျွန်တော်ခန္ဓာကိုယ် Roblox ဖြစ်ပြောင်းသွားကြတာပဲ ဟုတ်သားပဲကျွန်တော်ခန္ဓာကိုယ် Roblox ဖြစ်ပြောင်းလဲသွားကြတာပဲဗျဟာဒုက္ခပါပဲဒီ Roblox ခန္ဓာကိုယ်ကြီးကိုဟာဘလို့လုပ်ပြီးတော့ဒီခန္ဓာကိုယ်ကြီးကိုပုံမှန်ခန္ဓာကိုယ်ဖြစ်အောင်လို့ပြန်လုပ်ရမှာလေဒုက္ခပဲကွာတလုံးတော့ဒီလို Roblox 4000ကြီးနဲ့နေလို့အဆင်မပြေဘူးလေဒီမှာကြည့်ပါဦးငါ့ထမင်းစားဖို့ဇုံးနေခရင်နေအောင်မှကင်စရာလက်ချောင်းမရှိဘူးကွာဒုက္ခပဲဘယ်လိုလုပ်ရမှာလဲစိတ်ညစ်ပါရဲ့ဟာဒီလိုပုံစံအတိုင်းရောတလုံးနေလို့မရဘူးလေဗျာကျွန်တော်ဘယ်လိုလုပ်ကြမလဲခိုင်တို့ရဲ့ကျွန်တော်လမ်းထဲမှာတဘာဝလုံးဖြစ်ရတဲ့ကိုနားလေတွက်ကြောင်းတဲ့အဖွားကြီးတယောက်တော့ရှိရဗျသူစီသွားမေးကြဘူကောင်းဝင်နေတူတယ်ဟာဒါဆိုလဲအတော်ပဲဗျာကျွန်တော်အဲ့နေရာပဲသွားကြပါဗောအဲ့အဖွားစီကိုသွားရင်တော့အဲ့အဖွားအကူညီနဲ့ကျွန်တော်ရေမူလခန္ဓာကိုပြန်ရနိုင်ရဲ့ဗျာဒီလိုပြောဘလို့အဖြစ်ကတော့တလုံးနေလို့အစင်မပြေရဗျာကဲခိုင်တို့ခိုင်တို့ပြောရဲ့အဖွားစီကိုကျွန်တော်တို့တွားလိုက်ကြရအောင်ဗျာကဲခိုင်တို့အရှိရတွားဗျာကျွန်တော်ကလမ်းမသိဘူးဗျာဟမ်ဟာဘယ်ပြောက်သွားလုံးကွာဟမ်ခုနလေးဒီမှာရှိနေသေးရဲ့လေဟာခိုင်တို့ပြောက်သွားပြီဒုက္ခပါပဲကွာလမ်းတည့်ရဲ့လူကသူ့ပဲရှိရလေကွာသူပြောရဲ့တဘာဝလုံးဖြစ်တဲ့ကိုတက်ကျွမ်းနားလေအဖွားဆိုတာကငါမှမသိတာဒုက္ခပဲခိုင်တို့ပြောက်သွားပြီဆိုသူဘယ်ရောက်သွားတာလဲရုပ်တရက်ကြီးသူဘယ်လိုလုပ်ပြောက်သွားတာလဲကွာသူ့ကိုငါအမြန်ပြန်ရှာရမယ်သူ့ကိုရှာတွေ့တော့မှသူ့အတိအဖွားစီကိုငါတွားလို့ရမှာဇမမူလခန္ဓာကိုပြန်ဖြစ်မှာဒုက္ခပဲကွာဒါဘသူအိမ်လဲဘာအိမ်လဲမသိဘူးငါအောက်ထက်ကိုအမြန်ပြေးဆင်းရမယ်ကွာလေကာအောက်ကိုအမြန်ပြေးဆင်းပြီးတော့ခိုင်တို့ပျောက်သွားခိုင်တို့ငါအမြန်လိုက်ရှာမယ်ဘလို့နေရာကြီးလဲကွာလေကာပျောက်နေရကွာလေကာအော်ဒီမှာလေကာတွေ့ပြီကွာဆင်းအမြန်ခိုင်တို့ငါအမြန်ပြန်ပြီးတော့လိုက်ရှာမယ်သူဘဲကိုပျောက်သွားလေ